တို့စဉ်ခါကရှမ်းဘုံကြီးတစ်ပါးရေတော်ရွာတရွာသို့ကြွာလာတဲ့ခါတို့ရွာနေသူတွေကားပြောကြပုံကိုသုံးနှုံကြပုံကိုသိချလေးလားဒီမှာငါကြီးချောင်းရိုးရဲ့ဟိုဘက်ကန်းစကားတောင်းရင်ဘယ်နဲ့ခေါ်လေးကမဖယားချောင်းရိုးရဲ့ဟိုဘက်ကန်းစကားတောင်းရင်လာပြီးခေါ်ပါဗျာတို့စဉ်ခါကရှမ်းဘုံကြီးတစ်ပါးရေတော်ရွာတရွာသို့ကြွာလာတဲ့ခါတို့ရွာနေသူတွေကားပြောကြပုံကိုသုံးနှုံကြပုံကိုသိချလေးလားဒီမှာငါကြီးချောင်းရိုးရဲ့ဟိုဘက်ကန်းစကားတောင်းရင်ဘယ်နဲ့ခေါ်လေးကမဖယားချောင်းရိုးရဲ့ဟိုဘက်ကန်းစကားတောင်းရင်လာပြီးခေါ်ပါဗျာ